နေတိုးဟာမြမရုပ်ရှင်လောကမှာစံပြမင်းသားတဦးလို့သတ်မှတ်ရတဲ့အထိကိုကောင်းတဲ့နဲ့ကြော်ကြားတဲ့သူဖြစ်ပါတယ်။နေတိုးကဇက်ရုပ်တစ်ခုကိုပိုင်နိုင်တရုပ်ဆောင်နိုင်ုံကမကအဲ့ဒီဇက်ကောင်တွေကိုစီးဝင်သွားနိုင်အောင်လုပ်နိုင်တဲ့အမှုပညာရှင်တယောက်ပါ။အကျန်းအနုအလွမ်းဒရမာဇက်ရုပ်မျိုးစုံကိုအောင်မြင်အောင်လဲတရုပ်ဆောင်နိုင်ပါတယ်။အကယ်ဒမီဆုတွေလည်းအများကြီးရခဲ့တဲ့သူတယောက်ပါ။သူရရှိခဲ့တဲ့အကယ်ဒမီဆုတွေကတော့သူ့ရဲ့စူးစမ်းမှုနဲ့ရည်ချင်းကိုတတ်သိပြနေတာပဲဖြစ်ပါတယ်။သူကအလုံးနဲ့ပတ်သက်လို့ရှင်လွန်ကိုစီးကန်းရှိပြီးတော့တာဝန်ကြည့်တတ်တယ်လို့လည်းဒရိုက်တာတွေနဲ့လုပ်ဖော်ကိုင်ဘက်တွေကအမြဲကိုချီးကျူးကြပါတယ်။အချိန်လေးစားမှုအနေနဲ့ပြောရရင်လည်းရိုက်ကွင်းပေါ်မှာဆိုရင်အချိန်ကိုအရန်ကိုတိကျတာကြောင့်အလုပ်ရတာအရန်အဆင်ပြေတဲ့ယူပညာရှင်တူပါ။နာမည်ကြီးထိတ်တန်းမင်းသားတူဖြစ်ပေမဲ့လည်းစပုတ်စရံတွေနဲ့လူသစ်တွေကိုအမြဲလေးစားဆက်ဆံတဲ့ရုပ်ရှင်မင်းသားတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုလူအများကလေးစားအားကြတာလည်းဖြစ်ပါတယ်။သူဟာအမှုပညာကိုအမြဲတစေလေးလာနေတတ်သူတယောက်ပါတရုပ်ဆောင်လုပ်ပြင်ပကြီးဂီတနဲ့စာပေလေးလာမှုတွေကိုလှုပ်ဆောင်ပါတယ်သူ့ရဲ့အမြင်နဲ့သူ့ရဲ့တွေးခေါ်ရအောင်အရန်မေးရင့်ကျက်နေတဲ့သူဖြစ်တာကြောင့်စာဖတ်တာဝါနာပါတယ်ဆိုတာကိုတစ်ထစ်ချအသိနိုင်ပါတယ်ဘာသာရေးအနေနဲ့ပြောရရင်သူဟာဘာသာရေးကိုလည်းတလေးတစားရိုးသေးလှုပ်ဆောင်တတ်တဲ့သူဖြစ်ပြီးအေးစစ်နေထိုင်တတ်တဲ့သူတယောက်ပါဟိတ်ဟန်နေပြီးတော့သူတော်ကောင်းစိတ်ရှိတာကြောင့်ပရိသတ်တွေကတော့ပို့ပြီးတော့ချစ်ခင်ကြတာပဲဖြစ်ပါတယ်။နေတို့ကတော့ရုပ်ရည်တွေမကပဲစိတ်တက်တဲ့အရေးချင်းမှာပြည့်စုံတဲ့တကယ်အမှုပညာရှင်စစ်တူဖြစ်လို့မြမပြည်သားတွေရဲ့ရင်ထဲမှာတော့ဒီနေ့အထိနေရာယူထားနိုင်တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့နေတို့ကရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးမှုထက်ကြော်ညာရိုက်ကူးမှုတွေနဲ့ social media ပေါ်ကတဆင့်ပရိသတ်နဲ့ထိတွေ့မှုကပုံများနေပါတယ်။အထူးသဖြင့် brand တွေတော်တော်များများမှာလောက်ကင်နေတာပါ။ပွဲတက်ခမ်းနားတွေများစွာမှာလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။နေတိုးကတော့အမှုပညာအပြင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်းအာရုံစိုက်နေတယ်လို့သူဝါသနာပါတဲ့ပကြီးဆွဲခြင်းနဲ့စာဖတ်ခြင်းလုပ်တွေကိုလည်းအားလက်ချိန်တွေမှာပြုလုပ်လေ့ရှိပါတယ်။သူရဲ့ပကြီးလက်ရာတွေကိုလည်းလူမှုကွန်ရက်မှာရန်ခါပန်ကမျှဝေလေ့ရှိပါတယ်။နေတိုးရဲ့ပရိသတ်တွေကတော့သူပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတစ်တိုင်းကိုပြန်လည်ကြည့်ရှုခြင်းနေကြပါတယ်။အထူးသဖြင့်သူရဲ့ထူးခြားပြောင်မြောက်လာတဲ့တရုပ်ဆောင်ချက်တွေကိုအကယ်ဒမီဇာတ်ကားကြီးတွေမှာပြန်လည်တွေ့ရဖို့တောင်းဆိုမှုတွေလည်းရှိနေပါတယ်။နေတိုးရဲ့လက်တလော့လူမှုရေးနဲ့အမှုပညာသတင်းချက်လက်တွေကတော့ပြောင်းလဲလေးတော့ရှိနေနိုင်ပါတယ်။နေတိုးကတော့သူ့ရဲ့တရုပ်ဆောင်လုပ်ကိုတက်မွေးဝမ်းကြောင်းလို့တစ်ခုထပ်ပို့ပြီးတော့ကိုတန်ဖိုးထားတဲ့လူတစ်ယောက်ပါ။စက်ကောင်စရိုက်တွေမှာလည်းသူဟာစကားတကားရိုက်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီစက်ကောင်ရဲ့ဝတ်စားဆင်ရင်ပုံစကားပြောဟန်တွေနဲ့စိတ်ခံစားချက်တွေကိုတေးချာလေးလေးလာပြီးသူ့တည်တနာအရင်ပြုပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်မတူညီတဲ့လူမှုပတ်ဝန်းကျင်ကဇာတ်ရုပ်တွေကိုတရုပ်ဆောင်တဲ့ခါမှာတော့လေတန်ကအစပြောင်းလဲနိုင်တဲ့ good actor ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။စွန်စားခန်းတွေရိုက်တော့မယ်ဆိုရင်တချို့စကားတွေမှာဆိုရင်ပုံဖြတ်ရတာမျိုးပင်ပင်ပန်းပန်းတရုပ်ဆောင်ရတာမျိုးတွေကိုလည်းပရိသတ်အတွက်အကောင်းဆုံးဖြစ်အောင်လောက်တွန့်ခြင်းမရှိဘဲနဲ့လှုပ်ဆောင်တတ်ပါတယ်။မြန်မာရုပ်ရှင်သမိုင်းမှာဆိုရင်တော့ Academy 3 စုကိုထိုက်တန်ရရှိထားတဲ့သူဖြစ်ပြီးစုရရှိခဲ့တဲ့ဇာတ်ကားတွေကလည်းသူ့ရဲ့ဘတ်စုံတော်မှုကိုလည်းပြသနေပါတယ်။ပရမအားဖြင့်အရင်ဆုံးပြောရရင်2009ခုနှစ်မှာရရှိခဲ့တဲ့မိုးညအိမ်မြတ်မြူဆိုတဲ့ဇာတ်ကားတော့သူ့ရဲ့ပထမဆုံးသော Academy စုရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးလူငယ်မင်းသားတဦးရဲ့အရေးချင်းကိုစတင်ပြသနိုင်ခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။နက်ခတ်မှားတဲ့တိုက်ပွဲကတော့2015ခုနှစ်မှာနေတိုးက Academy ရရှိခဲ့တဲ့ဇာတ်ကားတစ်ခုပါ။ဒါကတော့ဒီဇာတ်ကားထဲမှာဆိုရင်နေတိုးကတော့စိတ်ပိုင်းဆိုင်ရာရုန်းကန်နေရတဲ့ဇက်ကောင်တစ်ခုနဲ့ကောင်းဆုံးမျိုးသားဆက်ဆောင်စုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်တတိယဇာတ်ကားအနေနဲ့ကတော့တာတေကြီးဇာတ်ကားပါ။ဒီဇာတ်ကားကတော့2010ခုနှစ်မှာရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့လူအများကြီးအံ့ဩခဲ့ရတဲ့ဟာတာကားနဲ့တရေကားပုံစံမှာထူးခြားတဲ့တရုပ်ဆောင်ချက်တွေကြောင့်အမျိုးသားဆက်ဆောင်စုကိုထပ်မံပြီးတော့ရရှိခဲ့တာပဲဖြစ်ပါတယ်။နေတိုးရဲ့အောင်မြင်မှုတွေကတော့ထိတ်ဆုံးမှရှိနေပေမဲ့သူ့ရဲ့လူမှုဘဝကတော့အလွန်ကိုရိုးရှင်းပြီးတော့အေးချမ်းပါတယ်။စာပေနဲ့ပကြီးမှာဆိုလို့ရှိရင်လည်းသူကစာဖတ်ဝါသနာပါတယ်။ပကြီးလဲဝါသနာပါတာကြောင့်လက်နိုင်ရှိုင်းဝါသနာပါတဲ့အလုပ်တွေကိုသူကတထစ်ချသေးချာကိုလောက်ကင်ခဲ့တာပါ။ဒါကသူ့ရဲ့အမှုပညာဖန်တီးမှုတွေကိုပုံမနှဆိုင်စေတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ရှုပ်ရှင်းและရန်ကင်းတဲ့အမှုပညာရှင်တယောက်ပါအမှုပညာလောကမှာဆိုရင်နှစ်ပေါင်းများစွာရပ်တည်နေတာတောင်မှကောလာဟာလာဒါမှမဟုတ်အရှုပ်ရှင်းတွေနဲ့ကင်းဝေးနေအောင်နေထိုင်တတ်တာလေသူ့ရဲ့အလွန်ကြီးမားတဲ့အားသာချက်တွေပါပုပ်ကိုရေးရအရာပြောရရင်နေတိုးကိုကျွန်တော်တကယ်ကိုကြိုက်ပါတယ်သူ့ရဲ့ကြိုးစားမှုစီကန်းရှိမှုနဲ့အမှုပညာပေါ်ထားတဲ့လေးစားမှုတွေကြောင့်နောက်တက်လာတဲ့တရုပ်ဆောင်သစ်တွေအတွက်လည်းအားကျအတူယူစရာပုပ်ကိုဖြစ်နေပြန်ပါတယ်လှုပ်ပေါ်သစ္စာလည်းအလွန်ရှိတဲ့သူတူပါနေတိုးဟာဆိုရင်ဘယ်တော့မှအလုပ်ကိုပေါ့တန်မလုပ်ဘဲနဲ့အမြဲတမ်းတရားရာခိုင်နှုန်းအားစိုက်တက်တာကြောင့်
လုတ်ဖော်ကိုင်ဘက်တိုင်းကသူ့ကိုလေးစားကြပါတယ်ပရာဟိတလည်းအရန်လုပ်တဲ့ဘာသာရေးလည်းအရန်လုပ်တဲ့မင်းသားကောင်းတစ်ခုပါမိသားစုပေါ်တည်တက်တဲ့သားကောင်းတို့ဖြစ်တယ်လို့ဘာသာရေးနဲ့ပတ်သက်လာရင်လည်းအလှူတန်းကိုအင်မတန်မှရက်ရော်ပြီးတော့တိတ်ဆိတ်နဲ့ထိရောက်တဲ့ပရာဟိတအလုပ်တွေကိုလှုပ်ဆောင်လေးရှိပါတယ်နေတိုးဟာမြမရုပ်ရှင်လောကမှာကြော်ကြားမှုတင်လာမကလူအများရဲ့လေးစားမှုကိုပါပြေဝရရှိထားတဲ့ legendary တူလို့တောင်တင်စားနိုင်ပါတယ်နေတိုးဟာအကယ်ဒမီရွေးချယ်ရေးမှာအမြဲတမ်းရေပန်းစားနေတတ်တဲ့မင်းသားတူပါသူကဘာဖြစ်လို့အဲ့လောက်တောင်ရေပန်းစားနေတာလဲဆိုတော့နေတိုးကဇက်ရုပ်မရွေးခြင်းမင်းသားကြီးလောက်ကမှချောမော့နေမှာမဟုတ်ပဲဇလန်းရဲ့လိုအပ်ချက်ရသူကအယူတရေလူဆိုစသဖြင့်ဘလို့ character မျိုးကိုမဆိုဘလို့ပုံစံမျိုးကိုမဆိုပြောင်းလဲပြီးတော့တရုပ်ဆောင်နိုင်စွမ်းလည်းရှိပါတယ်ကင်မရာရှိမှဘလို့နေရမလဲဘလို့အကြည့်မျိုးနဲ့စိတ်ခံစားချက်ကိုဖော်ပြရမလဲဆိုတာကိုမှကျွမ်းကျင်တတ်တဲ့သူကသူရရှိခဲ့တဲ့ကယ်မီတိုင်းဟာပရိသတ်တွေရဲ့တခဲနဲ့ထောက်ခံမှုကိုရရှိခဲ့တာကြောင့်လူလူမင်းသားလူတောင်တင်စားနိုင်ပရိသတ်ကြီးတို့ရောဘလို့မြင်လဲဆိုတာကိုပြောပြပေးသွားကြပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သွားနိုင်ပါတယ်